ဒီများအားလုံးမင်္ဂလာပါခင်ဗျာတောက်ကြသားသမီးများအတွက်အခြေနေ့6လ2025မှာ8ရက်6လ2025ဒီအခြေအိမ်တော်ရေးကျမ်းမာရေးငွေကြီးကန်လေးကိုကျွန်တော်လေးတို့မှာကလေးနဲ့ကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ငွေကြီးကန်လေးကနေစပြီးတော့ကျွန်တော်ကတောက်ကြသားသမီးများအတွက်ကြည့်ပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ကြားရတဲ့ငွေကြီးနှစ်ပိတ်ကမြေကွေးဆိုတဲ့နမိတ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်တာကာလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့လိညာလှည့်ပြားခံရတာသူတစ်ပါးကကိုယ့်ရဲ့ဥစ္စာပစ္စည်းကိုလှည့်ယူပြီးတော့သုံးဆွဲတာဆုံးရှုံးတာဒါမျိုးလေးတွေဖြစ်လာနိုင်တယ်အဲ့လိုငွေကြီးကငားတာအဲ့ဒါဆိုလို့ရှိရင်လည်းစုံနိုင်တယ်ဆိုတဲ့အနေထားမှာတွေ့ရတယ်ပေါ့နော်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီဘက်တာကာလမှာငွေကြီးရင်းနှီးမြှုပ်နှံတာတွေပါတယ်ကိုမလုပ်ဖို့အတွက်ပြောချင်ပါတယ်အဲ့တော့ငွေကြီးကန်လေးကတော့ညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့ငွေကြီးကန်လေးအဆင်ပြေကောင်းမွန်လာစေဖို့အတွက်မိမိရဲ့မွေးနံတောင်းမှာမီးတက်စီလူပြီးတော့ဆူတောင်းပေးပါပြီးတော့အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးဒီဘက်တာကာလမှာမျက်နှာပွင့်တာပြီးတော့လူကြီးလူခင်ပေါ်များတာပြရက်တဲ့ပြည်စုံနေမယ်ဆိုတဲ့တစ်ပတ်တာကာလဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေဟုတ်အခြေနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေမဲ့တစ်ပတ်တာကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့အခြေခံလေးကတော့ကောင်းပါတယ်အဲ့တော့အခြေခံပုံမကောင်းမလာစေဖို့အတွက်မိမိအိမ်ကဖះမှာညနေ4 နာရီမှာဖះပန်းကပ်ပြီးတော့ဆူတောင်းပေးပါအိမ်တော်ကြီးကတော့အရင်တုန်းကစိတ်ညစ်ခဲ့တာစိတ်ပင်ပန်းခဲ့တာဒုက္ခရောက်ခဲ့တာအကုန်လုံးကဒီဘက်တာကာလမှာချောမှုမှုနဲ့အဆင်ပြေချုံးမွေသွားပြီဆိုတဲ့နမိတ်ကိုမြင်ရတယ်ရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ရင်ကရှုပ်ထားတာရှိတယ်ဆိုလို့ရှိရင်ရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်ပေါ့နော်အဲ့တော့အိမ်တော်ကြီးကန်လေးလည်းကောင်းတယ်ပေါ့နော်အိမ်တော်ကြီးကန်ပုံမကောင်းမွန်စေဖို့အတွက်ဘုန်းကြီးကျောင်းမှာတပြည့်စီကျန်းတစ်ချောင်းလူပြီးတော့ဆူတောင်းပေးပါခင်ဗျာပြီးတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးကြားတဲ့နမိတ်ကလေးကကလေးမလေးဆိုတဲ့နမိတ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့မိမိရဲ့အောက်ပိုင်းညောင်းညာတာထုံကျင်တာကြိုက်ခဲတာလွယ်ပြီးတော့ပြဿနာမရှိပါဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးယောဂဝေဒနာဟောင်းနေရှိတယ်ဆိုလို့ရှိရင်လည်းမကြခင်မှာတတ်ပျောက်ကင်းသွားမယ်ဆိုတဲ့နမိတ်ကလေးကိုမြင်ရတယ်အနာနဲ့စီးတွေ့မယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိတ်ချမ်းမြေ့စရာလေးတွေကြုံလာနိုင်တယ်ဆိုတဲ့နမိတ်ကိုမြင်ရတယ်အဲ့တော့ကျမ်းမာရေးမကောင်းဘူးဆိုတဲ့သူတွေကျမ်းမာရေးနိုင်ငံချူကြနေတဲ့သူတွေအတွက်လောရမယ့်ရေတွေကလေးကတော့မိမိရဲ့မွေးနံတောင်းမှာတတိ၃မျိုးကိုကတ်လုပ်ပေးပါပြီးရင်တော့ကျမကြီးကောင်းမွန်လာပေးစေဖို့အတွက်ဆုတောင်းပေးပါခင်ဗျာအဲ့တော့တောင်ကြသားကြီးများအားလုံးကျမချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကို follow လေးလောက်အသေးလေးပြီး comment လေးရေးပြီး share သွားကြပါဦးခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်းလာပြီးလည်းပေးပါအောင်ကျေးဇူးတင်ပါတယ်ခင်ဗျာ